ထာဝရတွေးထားရမယ့်ဘဝအရေးများတရားဒေသနာတော်ဒီနေ့ကဓမ္မပူဇာအခမ်းအနားကိုရှင်ဘုရားအရှင်ရှင်တော်မြတ်ရဲ့မဟာကရုဏာတော်အာရုံပြုပါတည်ပြုဖွဲ့ဆိုအပ်သောဝန္ဒနာကနာမအဘိဓဓမ္မဝိသုပူဇော်ခြင်းဖြင့်စံပညာရအောင်ယောဂကံတော်တိဣယကမေယကာလံကရုဏောတိတုကနာနိခေရံကတောလောကဝိဒါယနာထောနမောမဟာကရုဏိကတ္တတန္တာယောဂတောဝိနိယယာသာတတဝါတိချမ်းသာစီပါလနာတောင်းတသောဘောအားဖြင့်နာထာမိညာခြင်းရှင်တော်မြတ်တရားသည်ကာလတော်ဒီတိဂရေတကာအရေးတဲ့သင်္ချာတို့ဖြင့်တော်လည်းအတ္တမေယတိတတိုင်းတာပေါ်ကြခြင်းမှာမစွမ်းနိုင်ပါသောကာလလေးအဖြစ်ခြေသိမ်းနေပါရှိကြသောကာလပတ်တော်လောကဝိတ္တယတတလောကဤအကျိုးစီးပွားအလို့ပါအတိတ်တော်ကဒီဥစ္စာနဲ့ခြင်းနဲ့အင်္ဂါမိစ္ဆာတိမာသမိတံနဲ့တရားသတိစဉ္ဉ္စီဟုကျေတိကဝံကားတဲ့အစုအရုံခဲသောဘုရောတော်ကရောတော်မြတ်ကြီးရဲ့တန်ကျိုးကိုအားထုတ်တော်မူရသည်ဖြစ်၍ခေရမေခြင်းရဲ့လောအတ္တဆုံးလည်းနှလုံးစေဝံဘုရောဤပင်မင်းတို့ကတောဝတ္တံဒီပမြာစွာမြတ်တော်မူသောသာသနာကြီးမဟာဂရိကတ္တနဝများယံတာတေသနာရှိခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတဏ္ဍနာကံတော်ဝိရိယသာသာတတဝါဤချမ်းသာစီးပွားတော်လာတောင်းတအပေါင်းအားဖြင့်နာဂမိညာတို့ရှင်တော်မြတ်ဖရာအားနမောယတိကြောင့်ပြောမှန်လို့ရ၏ကရောယောကျိုးရှိခိုးခြင်းသည်အထုမလွယ်သူစင်စစ်မသွေဖြစ်ပါစေတည်းဘုရားဒီ73နှစ်ကာလကဝန္ဒကြောင့်ရွှေပြောင်းဆံလို့တဲ့ကျေးဇူးတော်ရှင်ကျမ်းပြုအကျော်တည်းကဆရာတော်ဘုရားကြီးကောင်းတော်ကိုရည်မှန်းပြီးတော့တစ်စင်တစ်တိုင်းပူဇော်ဆင်နွှဲတဲ့ဓမ္မသဘိပွဲဆရာတော်ကြီးရဲ့ဂုဏ်ဘုဒ္ဓတွေကိုတမန်ပုဂ္ဂိုလ်တွေနဲ့ထုတ်ဖော်ဖို့မလိုပါဘူးဆရာတော်ကြီးတို့ပညာတတ်တဲ့ပုဂ္ဂိုလ်မျိုးသာနဲ့ဆရာတော်ကြီးရဲ့အဒီအသွေးကိုသိနိုင်မှာဖြစ်ပါတယ်ဘုန်းကြီးတို့ဗေဒနာကြီးကလေးဘဝယဟန်ငယ်ရှင်ငယ်ဘဝကပဲဒီဆရာတော်ဘုရားကြီးရဲ့ဂုဏ်ကြီးကိုကြားသိပြီးဆရာတော်ကြီးတတိကမှာတဲ့တောင်းကလည်းဆရာတော်ကြီးတဲ့ကြောင့်တဲ့သုံးညတိတိဆရာတော်ကြီးတဲ့တောင်းတဲ့ကြောင်းမှာအတူတကွာအိစ္ဆတိကိုနားနေခဲ့မှုပါဆရာတော်ကြီးရဲ့ပြိယတိအရင်သွေးဟာခေတ္တရှင်မဟာဗုဒ္ဓဂေါတသမမဟာဗုဒ္ဓဂေါတအထက်ကရာဆရာကြီးရဲ့စာပေအရင်သွေးကိုပြီးတယ်လို့ဒီလိုပြောနိုင်ပါတယ်။ဒါတော့ထူးခြားတဲ့စာပေအရင်သွေးမြင်မာတဲ့ဆရာတော်ကြီးရဲ့ဂုဏ်တွေကိုတမန်ပုဂ္ဂိုလ်တွေကတော့ဒီကောင်းမှသိပါလိမ့်မယ်။ပါဠိစာပေနဲ့ပတ်သက်ပြီးတော့ဆရာတော်ကြီးကအမှန်တန်ထူးချွန်တာဘုန်းကြီးတို့အားရပါရရှိသဆုံးပုဂ္ဂိုလ်တွေကပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်။ဒီဆရာတော်ဘုရားကြီးရဲ့ဘုန်းတော်ကိုပူဇော်သောအားဖြင့်ဒီကနေ့ညဘုန်းကြီးတို့ကထာဝရ
တွေးထားရမယ့်ဘဝအရေးဆိုတာကိုဓမ္မသစ္စာပေးတဲ့အနေနဲ့ဟောကြားမှာဖြစ်ပါတယ်ထာဝရတွေးထားရတဲ့ဘဝအရေးဆိုတာဘုရားရဲ့ဆရာကတော့ဘဝအရေးနဲ့ပတ်သက်ပြီးတော့ထာဝရတွေးရမယ့်အချက်နဲ့တွေကိုဗိဓပစ္စုကိတကသုတ္တမှာဟောပြီးတော့ဒီကံညွန်ပြတော်မူခဲ့ပါတယ်သို့တော်ဘုန်းကြီးတို့တွေဒီကနေ့ဘဝရထားတဲ့ပုဂ္ဂိုလ်တွေကဘဝအရေးနဲ့ပတ်သက်ပြီးတော့ဘာတွေးပြီးချတယ်လဲဆိုတာကကိုယ့်အကိုစဉ်းစားကြည့်ကြရအောင်နော်လူတွေဟာဘဝအရေးနဲ့ပတ်သက်ပြီးနေ့စဉ်ဘာတွေးနေတယ်လဲကိုယ့်ကိုယ်ဆန်းစစ်လေ့လာကြည့်ချုံငုံပြောရမယ်ဆိုလို့ရှိရင်သာရဏေအများဆုံးညှို့တွေးပြီးတော့နေကြတယ်။ဒါနဲ့သမီးအများဆုံးညှို့တွေးပြီးတော့နေကြတယ်။စီးပွားရေးကြီးပွားရေးအများဆုံးညှို့တွေးပြီးတော့နေကြတယ်။လုပ်ငန်းကံပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကလည်းထိုလုပ်ငန်းအကြောင်းလေးစဉ်စဉ်းစားပြီးညှို့တွေးနေတာဖြစ်ပါလေ။အဲ့တော့ဘဝအရေးတွေးနေတာမြတ်စွာဘုရားကတွေးစီခြင်းတဲ့ဘဝအရေးဟုတ်မဟုတ်ဒီတုတ်တံနာဒီမသားကြီးတဲ့အခါကျတော့ဒုတွေးနေတဲ့အတွေးတွေဟာမြတ်စွာဘုရားကတွေးဖို့ညွှန်ထားတဲ့ဟာတွေကောင်းအောင်လို့ဆိုတာစဉ်းစားကြပါနော်တွေးပြီးရင်ဆိုလို့ရှိရင်လည်းအခါမှာဒုတွေးကမှန်တယ်လို့ဝမ်းသာရမှာပေါ့မတွေးပြီးဘူးဆိုလို့ရှိရင်ဒီအတွေးမျိုးတွေးပြီးအောင်အကျိုးစားတဲ့ဟုတ်လားမြတ်စွာဘုရားကတော့ရှင်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ဘဝရထားတဲ့ပုဂ္ဂိုလ်တွေထာဝရတည်ရတဲ့ဘဝအရေးတဲ့ဟုတ်လားဆိုတာကလူတိုင်းတွေးရမှာမတွေးလို့မဖြစ်ဘူးဒီနေရာမှာတွေးတယ်ဆိုတာစင်ကြယ်စဉ်းစားမှုကိုရည်ညွှန်းပြီးတော့ပြောတာအလေးနဲ့ဉာဏ်သက်ဝင်ပြီးတော့နှဘုံပေါ်တက်တဲ့စင်ကြယ်စဉ်းစားပြီးတော့တကယ်ကိုအလေးနဲ့ထားပြီးတော့ဘဝနဲ့ပတ်သက်ပြီးတော့စဉ်းစားရမယ့်အချက်တွေတာမန်တွေးရမယ့်အချက်မဟုတ်ပါဘူးဒီလိုတွေးလို့ရှိရင်ဘာအကျိုးများရှိလို့မြတ်စွာဘုရားကတွေးတောဆင်ခြင်ဖို့လမ်းညွှန်ရတယ်လေဆိုတာကိုလည်းမြတ်စွာဘုရားကကြည်ကြည်ကြကြဟောထားတာဖြစ်တယ်နော်ဘုန်းကြီးတို့ကာမဂုဏ်တွေတွေးကြတဲ့နေ့စဉ်စာရုပ်တွေယူမှုရေးစီးပွားရေးကြီးပွားရေးဆိုတာတွေနဲ့ဘုရားမြတ်စွာကတွေးရမယ်လို့လမ်းညွှန်ထားတဲ့ဘဝအရေးတွေဟာမတူဘူး။ဒါကြောင့်မြတ်စွာဘုရားကတာမန်အရေးတွေကိုမတွေးစီဘဲနဲ့ဒီအရေးကိုတွေးစီတယ်လဲဆိုရင်ဘဝတိုင်းကိုရှောင်ရတဲ့အခါမှာလမ်းမသွားမယ်ဆိုလို့ရှိရင်ဘဝထဲမှာနိမ့်မသွားနိုင်ပါလေ။ဘဝကလမ်းဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့လမ်းမကိုဘယ်လိုလဲစုတောင်းနေရောက်နိုင်မှာမဟုတ်ပါဘူး။ဘုရားမြတ်စွာဘုရားရဲ့ဒီအပေးမျိုးကိုမတွေးလို့နဲ့နေ့စဉ်နဲ့ညစီးပွားရေးကြီးပွားရေးနိုင်ငံရေးလူမှုရေးဆိုတာတွေဒါတွေးနေမယ်ဆိုလို့ရှိရင်နိဗ္ဗာန်လမ်းကြောင်းကြီးကိုရောက်မြန်ပြန်ပြီးရှောင်နေတာနဲ့မတူဘူးလား။ဒီနှုတ်ကတော့ဘုလိုကောင်းမှုပြုတဲ့ပြည်ဒီတည်းမေပုံညာနိဗ္ဗာန်တတ်ပစ္စယောဟောတုလို့ဆိုတော်တဲ့ဒီကနိဗ္ဗာန်ကိုကြိုးပြီးသွားနေလို့ရှိရင်ရောက်နိုင်ပါမလားရောက်နိုင်အတွင်းမှာဘုရားဘုရားမြတ်စွာရဲ့မဂ္ဂင်၈ပါးအကျင့်တရားဖွဲ့စည်းထားတာရှိတမ္မာဒိဋ္ဌိအမြင်မှန်ရတယ်တမ္မာသင်္ကပ္ပအတွေးမှန်ရတယ်တမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပစင်ကြယ်တော်တရားကိုအားပေးတဲ့အနေနဲ့မြတ်စွာဘုရားဟောမဂ္ဂင်၈ပါးမှာယုံရမယ်လို့ဆိုတာပါရလားအပြောတာကိုယုံလို့အပြောတာကိုလက်ခံ
ကြာငါပြောတာကိုယုံရမယ်လို့မပါဘူးနော်တဏှာဒိဋ္ဌိအမှန်မြင်ရမယ်သမထကပ္ပအမှန်လေးရအမှန်လေးမှအမှန်မြင်တယ်တဲ့အမှန်တရားနဲ့အမှန်မြင်တယ်ဆိုတာဖြစ်တယ်နော်ဒါပေမဲ့တမ္မာတိနဲ့တမ္မာတက္ကပမဲ့ကြီးရှိပါမှာရဆိုတာအတူအခွင့်ပြုခေါ်တာအတိတ်ရဲ့များစွာရှိတယ်တမ္မာတက္ကပဆိုတဲ့အတွေ့အမှန်ရှိပါတာနဲ့တမ္မာဒိဋ္ဌိဆိုတဲ့အမြင်မှန်ဖြစ်တယ်အမြင်မှန်ရဖို့ဆိုတာအတွေ့အမှန်အတွေ့အမှန်ဖို့ဆိုတာလည်းအမြင်မှန်ရှိမှတွေ့လို့ရတယ်မဟုတ်လားအပြန်အလှန်အမြင်မှန်ဖို့အတွက်အတွေ့အမှန်ရတယ်အတွေ့အမှန်ဖို့အတွက်လည်းအမြင်မှန်ရတယ်အပြန်အလှန်ကျေးဇူးပြုတယ်ဆိုတာပြောတယ်တခုတခုကဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတာတခုတည်းမဟုတ်ဘူးဘုရားပြောတဲ့လက်ကြီးရှစ်ပါးအကျင့်တရားဆိုတာတခုတခုဆက်သွယ်ပြီးတော့ထားတာဖြစ်တယ်အမှန်မြင်ပြီးတော့အမှန်မြင်ဖို့ဆိုတာဘာလို့လုံးလို့ဆိုတော့မြတ်စွာဘုရားပမ္မဝါစာပမ္မဝါစာပြောဆိုမှုဆိုတဲ့ကိုယ်ချင်းတရားတမ္မာဝတ္တပမ္မကာလလုံးတဲ့ဆောင်ရွက်မှုလို့ဆိုတဲ့ကိုယ်ချင်းတရားသမ္မာအာဇဝလို့ခေါ်တဲ့အတ္တဝိပုမှန်ကန်မှုဆိုတဲ့ကိုယ်ချင်းတရားဟောဒီကိုယ်ချင်းတရားမရှိတဲ့ပုဂ္ဂိုလ်ကလည်းအမှန်လေးအမှန်ပြန်ဖြစ်နိုင်ပါမလားမဖြစ်နိုင်ဘူးဘုရားမြတ်စွာရဲ့သာသနာတော်ဟာကိုယ်ချင်းတရားပေါ်မှာအခြေခံထားတာပါကိုယ်ချင်းတရားမပါဘဲနဲ့မြတ်စွာဘုရားရဲ့သာသနာတော်မှာဆရာစွာရဲ့သာသနာတော်ရဲ့ကြည်ရဆုံးကိုယ်ချင်းတရားဒါကြောင့်ဒီမှာဘုရားတော်ကဒီလိုမျိုးကျမ်းမှာသာသနေကုလပုဋ္ဌာနအဋ္ဌာလတ္တိဝိနာသာသနာတော်မှာရောက်နေဖို့အတွက်ကိုယ်ချင်းတရားကလည်းဘာမှမရှိဘူးလို့ဒီလိုရည်သားခဲ့တာဖြစ်တယ်နော်မြတ်စွာဘုရားကလည်းထိုလုံးဝတဲ့ဥပမာပေးပြီးတော့ဟောထားတယ်အားနဲ့အလုပ်လုပ်ရတဲ့လုပ်ငန်းကိစ္စမှန်တရားမှာအခိုင်အမာယုံကြည်ခြင်းနဲ့နေရာမရှိဘဲနဲ့လုပ်လို့ရပါဘူးဒီအခိုင်အမာရပ်ပြီးတော့မှအားနဲ့လုပ်လို့လုပ်ပါအဲ့ဒါမျိုးပဲအကျိုးမှဖို့အမြင်မှန်ဖို့ဆိုတဲ့အမြဲတမ်းအစဉ်တန်းနဲ့အကြီးကျယ်ရလို့ဆိုတာကိုယ်ချင်းတရားတော်မှာအခါခါရောက်တယ်လို့ပြောနေတယ်။ဒါကြောင့်မြတ်စွာဘုရားကအမြင်မှန်လို့ပြုံးမှန်လို့ဆိုတဲ့သမာဓိသမာဓိကဟောပြီးတဲ့အခါမှာသမာဝါစာသမာဓမ္မတသမာအာဝါဆိုပြီးမဂ္ဂင်ရှိပါဖြည့်ပြီးဟောလိုက်တာကိုယ်ချင်းတရားအမြင်မှန်လို့ပြုံးမှန်လို့မကဘူးတဲ့စိတ်ဓာတ်ကြီးငြိမ်ဖို့လည်းလိုအပ်တယ်။ဒါကြောင့်မို့မမန္တန်ကျိုးဆောင်မှုနဲ့မမန္တန်စိတ်အားစိုက်ထားမှုနဲ့မမန္တန်စိတ်ကြီးငြိမ်မှုဆိုတာအတွက်သမ္မာဝါယာမသမ္မာကမ္မန္တသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုပြီးတော့အရေးပါတဲ့ဘက်ကသုံးပါးကိုဘုရားဆက်ပြီးဟောထားတာနော်ကိုယ်ကျတရားမရှိတဲ့ပုဂ္ဂိုလ်ကစိတ်မငြိမ်ဘူးစိတ်မငြိမ်တဲ့ပုဂ္ဂိုလ်ဟာအာရုံတစ်ခုပေါ်မှာစွတ်စိုက်ထားနိုင်ဖို့ဆိုတဲ့တမာတိရှိနိုင်တယ်။တမာတိမှာမရှိဘူးဆိုရင်တမာဝေမသမ္မာကံလုံးဆောင်ချက်ဆိုတာဖြစ်လာနိုင်တာ။ဒီရသော်ရဟောတဲ့မဂ္ဂင်၈ပါးဆိုတာနိဗ္ဗာန်သွားဖို့ရအတွက်ဓမ္မပါဠိမရဘူး။နိဗ္ဗာန်ကိုကောင်းစီးသွားလို့လည်းမရဘူးလင်ငယ်စီးသွားလို့လည်းမရဘူးခြေရင်းရှောက်လို့လည်းမရဘူးဘယ်တော့မှရောက်ဘူးတဲ့နေရာမှာဘူးနိဗ္ဗာန်ဆိုတာ
ဘောချစ်တယ်ဆိုလို့ရှိရင်ဟောဒီမဂ္ဂင်၈ပါးအချက်တရားနဲ့တော့မရှိနိဗ္ဗာန်အောင်မရောက်ဘူးမဂ္ဂင်၈ပါးအချက်တရားကိုကိုယ်ပြီးသွားလို့ဆိုတာနဲ့ပဲနိဗ္ဗာန်ကိုကျော်ပြီးပြီးမှဖြစ်သွားပြီအေးဒါနဲ့တော့မဂ္ဂင်၈ပါးကဖွင့်စိတ်ထားတဲ့အမှန်တရားလေးပါတဲ့အတွေးမှန်မှုဆိုတာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကကိုယ့်ရဲ့လေးစင်ဘဝမှာထာဝရဘာလို့တွေးတဲ့တဲ့စိတ်သားတို့တိတ်တို့တွေးဟာနေ့စဉ်နဲ့ညစီပွားရေးတွေချီးပွားရေးတာရေးတတိရေးတွေလူမှုရေးတွေဒါလေးကြီးပဲတွေးနေကြတယ်အဲ့ဒီအတွေးတွေကတော့လက်ပတ်နဲ့ဝိနည်းအောင်မဲ့အတွေးတွေကြီးပဲပေါ့လားနိဗ္ဗာန်နဲ့နေလို့တွေးရမှာကအားလဲလို့ဆိုတာဟောဒီကံမှာဟောတာကံတွေးပြီးတော့ကြည့်ရမှာညဆောင်းရကနံပါတ်1တွေးရမှာပါလဲဆိုစရာဓမ္မောမိစရာအနာတိတောအာဟာရိစရာဓမ္မောတတိပ္ပချာဥဥ၍လာတတ်တဲ့သဘာဝတရားရှိသည့်အမိဖြစ်၏စရာအိုခြင်းညရောခြင်းလို့ဆိုတဲ့သဘာဝတရားကိုနတ်ပြီးတော့ကျော်ဝါကျော်လောင်နိုင်ခြင်းမရှိသေးသည့်အမိဖြစ်၏စဉ်းစားရမှာဒီအချက်နဲ့အမှန်တရားလုံးပြုတဲ့အရွယ်ပဲဖြစ်စေစနာနာမောမိပူတဲ့သဘာဝတရားကြီးကတစ်ချိန်ချင်းရင့်ကျော်လာတဲ့သဘာဝတရားကြီးငါမှရှိနေတယ်ဆိုတာကိုမမေ့ပါနဲ့လူတွေမဟုတ်ဘူးဒီတောင်းမယ်လေးကြီးကိုယ်စိုက်ထားတဲ့တောင်းမယ်လေးတွေကြီးပရမဒေဝတောင်းမယ်လေးကအထူးလေးထွက်လာအဲ့ဒီအထူးလေးကနေပြီးတော့အပွင့်ကလေးဖြစ်လာအပွင့်လေးကတာရုံးပါတော့ကနေပြီးချိုးအပွင့်လေးကရင့်ရော်ပြီးတော့မောင်းပြီးကျွေကြသွားတယ်။ဘာလို့နောက်ဆုံးကတော့ရင့်ရော်ပြီးတော့မောင်းပြီးကျွေကြတဲ့အခါပန်းရဲ့နောက်ဆုံးပဲ။ထိုမောင်းလေးကလေးစင်တဲ့သဘာဝကိုရနေတယ်လို့ကိုယ်ခန္ဓာကိုယ်ကြီးကိုလည်းကိုကြည့်လာတယ်။မိခင်ရဲ့ဘာကလွတ်လာတဲ့အချိန်တုန်းကမိခင်ကဘိုးမလိုက်တဲ့အချိန်တုန်းကလူလူဖတ်ဖတ်တကယ်ကိုငယ်ငယ်ကလေးပေါင်းစားတယ်ထိုကလေးပေါင်းစားတဲ့တစ်ဖြည်းဖြည်းနဲ့ကြီးထွားလာလိုက်တာကြီးလာတယ်ဆိုတာရက်လာတာကိုပြောတာနော်ထိုကလေးကပြောတာတစ်ဖြည်းဖြည်းနဲ့ရင်းရင်းလာလိုက်တာနောက်ဆုံးအဖို့ကိုပွားရောက်တော့ကလေးပေါင်းစားတဲ့ကနေလူကြီးကိုဘယ်နဲ့ဖြစ်တာမဟုတ်ဘူးစက္ကန့်တိုင်းမိနစ်တိုင်းနဲ့ပြောင်းနေတယ်ဆိုတဲ့သဘောလေးကိုတတိထားဖို့ပါချက်ချင်းကြီးဖောင်းအောင်လို့ပုံသွားတာမဟုတ်ဘူးမနေ့ကယုတ်ဒီနဲ့ဒီနေ့ယုတ်ဒီမတူဘူးဒီနေ့ယုတ်နဲ့လက်မှတ်ယုတ်မတူဘူးခေါင်းကတရားပဲမစခင်ကယုတ်တဲ့အခုယုတ်တဲ့မတူဘူးပြောင်းနေပြီမတူဘူးဆိုတာအလားတူထပ်ပြီးတော့ကော်ပီအနေနဲ့တော့ဖြစ်ကောင်းဖြစ်တယ်သို့တော့ခုနကဟာမဟုတ်တော့ဘူးလို့ပြောတာတရားပဲမစခင်ကယုတ်ကမရှိဘူးအခုနောက်ထပ်ကော်ပီပဲကျန်တော့တာဟုတ်တယ်ခုနကပြောင်းသွားတယ်ဘာနဲ့ဥပမာကြည့်လို့ဆိုလို့ရှိရင်တပင်နဲ့စီးနေတဲ့ဒီထဲကရေကိုရှိလိုက်ရေတော်လာပေါ်ပြီးတော့ရေကိုခတ်လိုက်နောက်တစ်ခါခတ်တဲ့ရေဟာခဏကခတ်တဲ့ရေကိုပြည့်ရဲ့အေးအဲ့ဒါကိုလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ရှင်တပတ်နန္ဒမတွေဟာတည်ရည်နဲ့ကြောင်းလို့နေတယ်ပြောင်းလဲတာကလူပြိုပြီးတော့ပြောင်းလဲတာလားရင့်ရော်ပြီးတော့ပြောင်းလဲတာလားအေးမဲ့ရကနေစိတ်သွားတယ်လို့မရှိဘူးစိတ်ရကမဲ့တာပန်းကလေးတွေကလည်းပွင့်ရကနေနွားတော်လာရှိတယ်နွားရကနေပြန်ပွင့်တယ်ဆိုတာမရှိဘူးမဟုတ်လားဒါကသဘောအောက်နေချပဲသဘာဝတရားရှိတယ်နိုင်ချင်တော်ကိုခေါ်တယ်။သဘာဝတရားဖြစ်နေတဲ့လူတရားမှဆန့်ကျင်လို့မရဘူး။သူလမ်းကြောင်းနဲ့သူသွားနေတာကို
ကိုယ်စိတ်ကနေကိုပုံပေါ်ပြီးတော့အားကျင်းနေကြတာလူတွေကကိုယ်ကိုယ်ကိုမအိုဘူးလို့ထင်နေတာမဟုတ်ဘူးအိုနေတာအများတန်းကတဲ့အိုတာအင်အိုတာတနေ့တခြားအိုတဲ့အိုလာတာအိုတဲ့သွားနေတာအဲ့ဒီသဘောလေးကိုမြတ်စွာဘုရားကတွေးပြပါမယ်ဆရာဓမ္မောဝိကရအနတိတောအဟံမာလိဆရာဓမ္မောဥမီရင်ရောတဲ့တဘာဝရှိသည်မအိုးကြောင့်မှအိုးတဲ့သဘောကမှရှိတယ်ဒါပြောငယ်ငယ်လေးကိုကိုရဟာမအိုးပါဘူးဒီလိုပြောလိုက်တယ်အေးမအိုးရတာဟုတ်အိုးရဲ့သဘောရှိတယ်သဘောရှိလို့ဒီမှာဆရာအနာတိတောဆရာအိုးကြီးဆိုတဲ့သဘာဝတရားကိုအနာတိတောကြောသွားပြီးတော့မသွားနိုင်ဘူး။အိုခြင်းတရားကိုခုံကျော်ပြလိုက်ပဲဒီအိုခြင်းတရားဆိုတဲ့အတ္တကြီးကိုမှမမြင်ရဘူးဆိုလို့ရောရတာ။လူတိုင်းကအဲ့ဒီအတ္တကြီးကိုဒီတိုင်းကျော်ရင်လို့မရဘူးတဲ့ဟုတ်ပါဘူး။အဲ့ဒါကိုဒီစိတ်ကြီးယူရပါတဲ့ရှင်မင်းဖြစ်စေလူမင်းဖြစ်စေဒေဝနာဖြစ်စေယောဂီပဲဖြစ်စေကျမ်းစာကအဘိဓမ္မာသစ္စာတိတကအမြဲတမ်းဆင်ခြင်တောင်းတပေးပါတချို့ကသင်ရတဲ့ဟိုစိတ်ကြည်စရာတွေကမတွေးနေမှာသူအိုနေသူကသူအိုရဲတော့အိုရမှာတွေးနေလို့စိတ်ကကြရုံနဲ့ရှိတယ်လို့ထင်အောင်ထင်ရတယ်စိတ်ကြကြဖို့ဆင်ခြင်ခိုင်းတာမဟုတ်ဘူး depression ဆိုတာရှိတယ်လူတွေကဖြစ်ချင်တာကတမျိုးဖြစ်တာကတမျိုးဆို depression လို့ခေါ်တယ်စိတ်ကြရောမှလို့ဖြစ်တာဒါလို့အဲ့ဒီ depression ဆိုတဲ့စိတ်ကြရောကအမှန်ကိုမစင်ကြတတ်လို့ဖြစ်တာအမှန်ကိုမစင်ကြနိုင်ရင်ထွက်ပေါက်မှမရှိဘူးစိတ်ဆိုတဲ့ထွက်ပေါက်ရှိတယ်တကယ်တော့ကိုသိပြီးဆိုလို့ရှိရင်စိတ်ဖြစ်เสียမဟုတ်ဘူး။ဟာကတော့ဒီတိုင်းပဲလာပါပဲဆိုတာကိုကျိုးတင်ပြီးတော့သိခံမကောင်းလား။ကျိုးတင်သိတာတော့ရှောင်လို့ရတာရှောင်လို့ရမှာပေါ့။အဲ့ဒီလိုမှမဖြစ်ဘဲနဲ့သင်္ကြန်တာကတမျိုးဖြစ်လာတာကတမျိုးဆိုရင်အဆိုင်ချိုးလိုက်ကြလို့နေဘူးလား။ဘုရားတို့လည်းရမယ်။ဒါကြောင့်မို့မြတ်စွာဘုရားကဒီအမှန်တရားမှမင်းတို့အမှန်တရားတဲ့အမှန်မတွေ့ရင်အမှန်မမြင်ဘူး။ကဲဒါမျိုးကိုဘုရားတော်ဘယ်လိုကျိုးရှိလို့ဆိုတော့မြတ်စွာဘုရားမောဟကိုဥပမာနဲ့ပုဂ္ဂိုလ်တော်များမှာမနိုင်ဘူးလို့ဆိုတဲ့အသေးလေးတွေ့လိုက်တာကအကျိုးရတော့လို့ဆိုလူတွေမှမန်တဲ့နေတာအခုရှိပါလေယုက္ခနာမနာလူပြူလူအရွယ်ကောင်းဖို့ပေါ်မှာလူတွေကမမှန်တတ်တယ်။နာငယ်လေးတွေတချို့တဲ့ရည်ရဲ့ဆိုရင်မှကြီးကြောင့်အသက်ပြောလိုက်လို့ရှိရင်ဟုတ်50ရှိပြီး60ရှိငယ်ပါလေ90ရှိငယ်ပါလေ80ရှိငယ်ပါလေလူနဲ့တော့စား80တပါးနဲ့90နဲ့စားတာငယ်လေးတွေဟုတ်ကဲ့ငယ်လေးတွေဖြစ်တာကိုယ်ရဲ့စိတ်ဓာတ်ကိုမှန်မှန်ကြည့်လို့ငါငယ်ပါလေသူလောက်တဲ့ကြည့်လေးပါဘူးဟောငယ်ချင်းနေတာဟုတ်လားငယ်ချင်းနေတာဆိုတော့ငယ်တဲ့အခါကျတော့ငယ်မှန်ဆိုတာရှိတယ်အဲ့ဒါကိုပါဠိစာပေကယုပ္ပနာမတ္တယုပ္ပနာဆိုတာလူပြိုမှုငယ်ရမှုပေါ်မှာမတ္တမှန်ရတာအဲ့ဒီယုပ္ပနာမတ္တဆိုတဲ့မှန်ရမှုဘာနဲ့ဖြေရောက်ပြရမလဲအန်တီတို့ဖြေစေရတာလို့ဆိုငါအိုရအောင်လေဦးခြင်းတရားကိုမမနိုင်ဘူးလို့ခေါ်ရတဲ့အတွေးကြီးကအဲ့ဒီယုပနာပဒါကိုဖယ်ရှားပြနိုင်ပါလေ။ငယ်ရွယ်လို့ဆိုတဲ့အတွေးကြီးရှိလာလို့ရှိရင်ယုပနာပဒါအဲ့ဒီမှန်ရုပ်တော်ဘာပြဿနာရှိငယ်ရွယ်ဆိုတော့ဆက်ဆက်လက်လက်လောက်ကိုင်းပြောလို့ပါလို့ဘာအဖြစ်ရှိလို့လဲဆိုအေးယုပနာပဒါဆိုတဲ့ငယ်ရွယ်မှုပေါ်မှာမတည့်နေတဲ့ပုဂ္ဂိုလ်တရားမှာမဟုတ်တာလို့ပြောတယ်
တ်စွာဘုရားကာယေနဒုစရိတံသရတိဟောကိုယ်ရဲ့ရောလို့လည်းကောင်းတဲ့အချက်လုပ်တယ်ဝါစာရဲ့ဒုစရိတံပြောတာတွေပြောပဲမနောက်တာဒုစရိတံစိတ်ကလည်းတွေးချင်တာတွေတွေးမယ်အကောင်းကြီးတွေးမှာမဟုတ်ဘူးလေဟုတ်တယ်ဒုစရိတဆိုတာအချက်စိုးတွေအဲ့ဒီအချက်စိုးတွေဘုရားတဲ့အဲ့ဒီမန္တတဲ့ပုဂ္ဂိုလ်ရောက်ကဲလုံးဝပြီးဆိုရင်ကိုယ်ကျိုးနေတယ်လို့လားအခုလိုလုံးဝယုဒ္ဓနာမဒဆိုရင်ဘယ်ရမှုပေါ်မှာမန္တနေတဲ့ပုဂ္ဂိုလ်ဟာဘုရားဘုရားငါကြသိရအောင်မှာဘုရားကျော်ရပါတော့နေတယ်လို့ပြောလိုက်အောင်ပါဟုတ်ကဲ့အကျွေးကအဲ့လိုတွေးတယ်ဘိုးကလည်းပြောတာတချို့လည်းအားပေးတယ်ဒီကြီးတယ်တော်တယ်ဒီပေါ်တာဆမ်းတဲ့လူစားကြဟုတ်ကဲ့ငယ်လေးကိုပြောရတယ်ပြောကြအားပေးငယ်တို့တရားထုတ်ကြတော့ပြောဘူးနော်ငယ်တို့ပြောတာမှကြီးတယ်ကြီးရောဘာမှမနိုင်တော့ပါဟုတ်ကဲ့အဲ့ဒါဒီချက်မှမတမ်းလို့ပါတယ်လူမျိုးပေါ်မှာမိုင်းနေတဲ့ပုဂ္ဂိုလ်တရားမှာမကောင်းတာမှလည်းများအကုန်လုံးမကောင်းတာမှလည်းများအကုန်ပြောမိတယ်မကောင်းတာမှလည်းများအကုန်ပြောမိသွားဆိုတော့အကုသိုလ်တွေမဖြစ်သေးဘူးအကုသိုလ်တွေဖြစ်သူ့ဘဝသားခြင်းဘဝပြည်ဟာကောင်းတဲ့ခရီးဖြစ်ပါဘူးမဖြစ်ဘူးနဲ့တရားဝင်သက်သာဗျာကခရီးလမ်းကြောင်းဘဝထဲမှာသွားတာမှာဒီအသေးလေးတွေးထားလို့ရှိရင်ခရီးလမ်းကြောင်းချောင်းတယ်ဟုတ်တယ်နေကသာကြောင့်မရဘူးတော့ဒီခရီးလမ်းကြောင်းတွေဖြောင်းတော့အောင်လို့မမရပါလေတဲ့မန်ရလို့ရှိရင်သူစတဲ့အဖြစ်တွေကိုရှင်းပြတတ်တယ်ရှင်းပြီးပြီဆိုရင်ကိုယ်ကိုယ်နဲ့ပဲဒါကြောင့်အဲ့ဒီယုဒ္ဓနာပဒါဆိုတဲ့လူမျိုးကိုမန်ကိုဖယ်ရှားနေနိုင်ပါလို့ဆိုရင်ဟုတ်တာကအတွေးပဲဒီနေ့အတွေးကိုအတွင်းတစ်ခုနဲ့ဖယ်ရှားရတခြားနဲ့ဖယ်ရှားလို့မရဘူးအတွေးကိုအတွေးနဲ့ဖယ်ရှားအတွေးကောင်းကိုအတွေးနဲ့ဖယ်ရှားလို့အတွေးတွေကိုအတွေးကောင်းနဲ့ဖယ်ရှားမမှန်တဲ့အတွေးတွေကိုမှန်ကန်တဲ့အတွေးနဲ့သာလို့ဖယ်ရှားပြစိတ်ကိုစိတ်နဲ့ခုစားတဲ့ပုံဒီကြောင့်ဖြစ်တဲ့ယောနေကြောင်သိနေပါတဲ့စိတ်ဒီနဲ့ပဲသိရစိတ်ထဲမှာအာရုံနေတဲ့အတွေးတွေမှန်တဲ့အတွေးနဲ့အစားထိုးတော့ဒါကိုလည်းပြောရအစားထိုးတဲ့ဒီကိုပြောတာအဲ့ဒါကတော့ဘာဘူးဒီကြီးရကိုယ်ကိုယ်ချင်းသုံးသပ်ပြီးတဲ့အခါကျတော့သရဂမောဒီသရအနာတိတောအာငါယိသရဂမောဥပ္ပိယောမဲ့သဘောရှိနေသည်ဥပ္ပိယောမဲ့သဘောရှိနေတဲ့ပုဂ္ဂိုလ်အန္တိဖြစ်ပါ၏သရဂမောဒီသရဂမောယောတော်အတိတောကျော်နိုင်သည်ပြောချင်တာနော်ဘယ်လိုတရားမှာရှင်ရဟန်းကာယရောဘာတေပြုတော်မူစေဣတိယဝါသုတတိဝေစေကုဝိတေနဝါယုတာလည်းဖြစ်စေအမေယံအမြဲတမ်းဣဇေကိတရဏဘုလည်းတင်စင်စန္ဒရပါဠိဒီဟူ၍ဘဂဝါသုဘုမောလည်းရှင်တော်မြတ်ဘုရားသည်အဝါစာကောင်းသောအမတိမောကြတော်မူခဲ့ပါလေတည်းဟုတ်ကဲ့သာဝရသမီးရတဲ့ဘဝအရေးတစ်ခုပါပဲ။ဒါကြီးသမီးကြီးပါလာတယ်ဖြစ်ပါမယ်။ကိုကြီးကကြာတော့နေတာဟုတ်တယ်။ဒါကြီးသမီးကြီးဆိုတဲ့ကိုကြီးကတော့ချင်းတယ်ကိုကြီးကတော့မဟုတ်ဘူး။များကြီးတွေတွေးနေတယ်။စီဝါရေးနိုင်ငံရေးကလည်းများကြီးတွေတွေးနေကိုရေးမဟုတ်ဘူး။ကိုကြီးအစိတ်ကအဲ့ဒါမြတ်စွာဘုရားအဲ့ဒါကိုတွေးခိုင်းတာဟုတ်တယ်။အာရုံကြီးဆိုတာမတွေးခိုင်းတဲ့တွေးမှလို့ပြောတယ်။ဓမ္မအားကြောင့်တွေးခိုင်းလို့ရတယ်။တမင်ခိုင်းနေရတယ်ဟုတ်တယ်။ကဲအဲ့လိုတွေးတော့ဒါတော့ဒီတကလားယုဂတမထာလေးနဲ့သင်္ချာပြစ်နိုင်ရနေနေတာလို့ဆိုဘာလို့လဲမြတ်စွာဘုရားဆက်ပြီးတွေးလိုက်အောင်ဘာတွေးလို့
နဲ့တွေ့ခုနကသရတံမုဒိသရဏတိတောကအိုခြင်းတော်ရှိတဲ့အိုခြင်းတော်ကိုမတော်သေးဘူးလို့ကိုယ့်ကိုယ်ကိုတွေးလိုက်တာကကဲကိုယ်ကောင်းတဲ့ဒီကျမ်းတွေဘူးလားဒီကျမ်းစာကဆက်ပြလိုက်အောင်လေဒီမှာပြောတဲ့ကအိုခြင်းတော်ရှိတာမဟုတ်ဘူးလောကမှာရှိတဲ့တ attva တွေခန္ဓာများအိုခြင်းတော်ရှိကြတယ်ဟုတ်ကဲ့အပြောင်းလို့လောကမှာရှိတဲ့မြတ်ပုဂ္ဂိုလ်တိုင်းကဘေဒတဝါပဲဖြစ်အိုခြင်းတော်ရှိပြီးအိုခြင်းဆိုတဲ့သဘာဝတရားကိုအလုံးစုံနိုင်ကြဘူးလို့တလောကလုံးကိုတွေးလိုက်လို့ရှိရင်လူလောကမှာရှိကြတာငါလည်းအိုပဲသူလည်းအိုပဲဘယ်သူမှမအိုတဲ့လူမရှိဘူးဆိုတဲ့အတွေ့အကြုံရတယ်လို့လားအဲ့ဒီအတွေ့အကြုံနဲ့တွေးနေတော့ဘာအကျိုးရှိတော့ဆိုတွေးပါများတဲ့အခါကျတော့ဝိပဿနာဉာဏ်သက်ဝင်လာနိုင်တယ်ရသ insight knowledge လို့ခေါ်တယ်ထူးခြားတဲ့အမြင်တစ်ခုပေါ်မှာရစဉ်းစားပါများတဲ့အခါကျတော့သိနေမနေ့ကရုပ်အခြေအနေတွေနဲ့နေ့လည်းကြာမတူတော့ဘူးခက်သေးသေးပြီးမယ်ဆိုရင်မနေ့ကရုပ်နဲ့ဒီနေ့ရုပ်နဲ့မတူတူဓာတ်ပုံရိုက်ထားပေါ့နော်အငယ်လေးတော့မှပုံနဲ့တော့ပွားပါနော်အဲ့ဒါလိုမတူတာလေးတွေတွေ့ပြီးတော့လာတော့ဘာဖြစ်လဲမပြောတဲ့သဘောလေးမြင်မလာဘူးငါမပြောချင်တယ်တော့ငါ့ရုပ်ကြီးကတည်ငြင်းနေတယ်လို့ဖြစ်တယ်အခုတော့ဘိုးလာလိုက်တာငါငယ်ရုပ်နဲ့ငယ်ရုပ်မရှိတော့ပါလားလို့ဆိုတာဟောသိလာတဲ့အခါကျတော့အနိစ္စဆိုတဲ့သဘာဝလေးကိုမြင်မလာဘူးအဲ့ဒါကိုပြောတာကြတာမဲ့ဘောသင်္စာယတိတဲ့ဝိပဿနာလမ်းကြောင်းလေးပေါ်လာတယ်လို့ပြောတာနော်အဲ့ဒါကိုခက်ကျဲကျဲလေးသိတာကနောက်တော့ခက်စိတ်စိတ်ကလေးထိအောင်ရှင်းလာမှာပေါ့မြင့်တဲ့ပဲစက်ကြပိုင်းအိုးကိုသွားတဲ့သဘာဝလေးတွေကိုမြင်လာတဲ့အခါကျတော့ဝိပဿနာဉာဏ်ကစိတ်လာအဲ့ဒီစိတ်လာတဲ့ဝိပဿနာဉာဏ်ကိုဆက်လက်ပြီးတော့အရှိန်မြင့်ပေးလိုက်ရင်ဘာဖြစ်တော့လဲ။ဘာယောသနာပင်ဉာဏ်ဒီတဲ့ဘာယောသနေပြုတ်ထွက်သွား။ရှင်သာထားတဲ့ဘာယောသနေပြုတ်ထွက်သွား။အဲ့ဒါလိုပြေးပါများတဲ့အခါကျတော့ကိုယ့်ကိုယ်ကိုလည်းဘာယောသနေရှိ။ကိုယ့်ကိုယ်ဘာယောသနေရှိတယ်လို့သာသနာ့ဘောလည်းဘာယောသနေရှိ။ဘာယောသနေပြတ်တယ်ဆိုတာဘုံတော်ကပြောတာမဟုတ်ဘူးအတွေ့အကြုံမရှိတော့တာကိုပြောတာ။အတွေ့အကြုံမရှိလို့သူတို့အကျိုးမလုပ်ဘူးလို့ပြောတာမဟုတ်ဘူးအကျိုးလုပ်တာနဲ့ပြောတာနဲ့တခြားစီနော်ပြောတာလဲဆိုတာကအလဟတတွေးပြီးတော့ဥပိတာမျိုးတွေကိုဖြစ်ပေါ်စေတယ်ဆိုတော့တောင်းတဲ့သမီးနဲ့ညအပြင်ထွက်သွားတာပြန်ရောက်ချိန်မရှိရင်အိမ်မှာရှိတဲ့အမေကဟဲ့လာကြလို့လဲဘုံချုံမကြီးကဇမ္မကြီးကဘာသာဖြစ်နေတော့တွေ့ဘူးနေကြဘူးလားအဲ့ဒါကျွဲတာလို့ခုတာမကျွဲတာရင်ဘာမှမကူနဲ့အိမ်ကတန်းကျွဲတာကဇာနာပြီးခုထိပြန်မလာဘူးပြန်ရောက်ချိန်တန်ပြီးတော့ကားပေါ်တယ်ဘကူလိုက်ဘူးလားတရားပွဲရောက်လာတော့အိမ်မှာကမီးမပိတ်ခဲ့ရတာခုနကမီးပြတ်သွားတယ်နော်မီးမပြတ်ခင်ကမီးမပိတ်ခဲ့ရတာနောက်ထပ်မီးပြန်လာနေလို့ရှိရင်မီးတွေမီတာတွေတက်နေမလားမသူ့ခုလည်းလို့ပေါ့မှာခါခဲ့ပြီရလားတကားမှာတရားဝင်ဆိုတာအဲ့ဒါလိုလားနော်မဖြောင်းဘူးကျိုးကတန်းလာနေဟောတယ်လို့ပြောလိုက်တဲ့အခါကျတော့ဘာယောသနာအတွေ့တာဆိုရင်ဘာယောစဉ်ကျိုးတွေဟာပယံတိတတ်တော်ကြီးသွားတယ်ဘာယောစဉ်ပြတ်သွားအနုတ္တယမိမိရဲ့တဏ္ဍာမှာဂိမ်းနေတဲ့အနုတ္တယတတ္တရားလည်းသမုဂ္ဂတံပင်လို့အတ္တိဖြစ်သောကိစ္ဆန္တိရောက်သွားတယ်ဆွဲနေတဲ့ဒါနာရဲ့ဒါဖြစ်မှာဆိုတော့ပါရပါတဲ့အာယုလေးကိုမြင်လိုက်ရင်လောဘဖြစ်နေကြဆိုတာဒါကာမရာဂလူတွေကခိနေတယ်လို့ခေါ်ဒီအာယုနဲ့သိရင်အဲ့ဒါလေးကဟုတ်ကနေပေါ်လာမတွေ့သေးရင်ငုံနေတွေ့ရင်ပေါ်လာယောဂလို့ပေါ့ယောဂ positive ဆိုလို့ရှိရင်လာတော့တာပေါ့ဒီလိုရှိတဲ့လူကဒီအနံလေးမစားရတဲ့ပေါ်လာလို့တွေးရတက်လာ
စိတ်ချုပ်ရှိတဲ့သူကအချိုးလေးမစားလိုက်နဲ့တက်လာရှိတယ်လေသူကအဲ့ဒီလိုအနုတ္တရလေးတွေကလည်းအကြောင်းမလာနဲ့နာလိုက်မှတဲ့ပဲနဲ့ပေါ်လာတယ်အဲ့ဒါတွေလည်းနောက်ထပ်မပေါ်တော့ဘူးတဲ့ဒီလိုစင်ကြယ်မှာများလို့ရှိရင်ဝိပဿနာဉာဏ်လေးဝင်လာတဲ့အခါမှာထိုဝိပဿနာဉာဏ်ကိုအခြေပြုပြီးတော့မက်ဆေ့ဖြစ်ပေါ်လာတဲ့အခါဆိုလို့ရှိရင်တော့မက်ဆေ့ကဒါတွေကိုအချင်းမဲ့ဖယ်ရှားပြတ်နိုင်တယ်လို့ပြောတယ်နော်မြတ်စွာဘုရားတရားတော်ကလမ်းဆုံးကြည့်အောင်ကြိုးရအောင်။နာယဝဇနာတာယောနေတိဟာတဲ့အိယန္တိတက်တော်ဤပွားကြလေဝဤအနုတ္တရာနုတ္တရာတဏှာနဲ့သမုဒ္ဒတံအကျဉ်းမဲ့တတော်ဒီဖြစ်ကိုဒီသံတိရောက်ရှိသွားကြရလေဝဤဟူ၍ဘဂဝါရှိခိုးတော်နဲ့ခင်ရှင်တော်မြတ်ဘုရားသည်အဝဇာကောင်းစွာမသွေဟောကြားတော်တဲ့ပါဝေတည်းမြတ်စွာဘုရားကဟောထားတဲ့လမ်းညွှန်ချက်ကောင်းကောင်းလို့ဘဝအရေးမှာခါရတွေးတာတဲ့ဒါလေးနဲ့ဒီလိုတွေးလိုက်ရင်ဒီလိုအကျိုးတွေရသွားတယ်ဒါတခုလုံးနဲ့နိဗ္ဗာန်ရတော့ပြီဒါလည်းဒီပြုတ်သွားပြီဆိုလို့ရှိရင်အတွေ့အကြုံကင်းသွားပြီအတွေ့အကြုံကင်းသွားလို့ရှိရင်တောကဆိုတာအောက်မလားဒါဟုတ်တွေ့တဲ့နေရာမှာတောကရှိတာမတွေ့တဲ့နေရာတောကမရှိဘူးတွေ့တာလို့တောကဆိုတာဖြစ်တာအနုတ္တရမှာမရှိရင်နောက်တော့ပေါ်အောင်မလားယောဂမဟုတ်လို့အနုတ္တရပြုတ်သွားပြီဆိုလို့ရှိရင်ဘယ်လိုမှပေါ်လာတော့ဟောဒီအတွေးလေးကသမ္မာဒိဋ္ဌိဆိုတဲ့သမ္မာသင်္ကပ္ပဆိုတဲ့အမှန်လေးတွေးလိုက်တော့သမ္မာဒိဋ္ဌိဆိုတဲ့အမှန်ဉာဏ်လေးကမြင်လိုက်တဲ့အခါမှာသာယောဇဉ်ကပြုတ်အနုတ္တရတွေကအငုတ်မချမ်းဖြစ်သွားတယ်ဒိဋ္ဌံဆိုတာဒီတိုင်းလျှောက်သွားလို့တော့မရဘူးရှင်းတယ်နဲ့ရှင်းသွားမှဒါနိဗ္ဗာန်လမ်းကြောင်းကိုရောက်နေတယ်လို့ပြောတာနော်ဒီတော့တစ်ခုတွေ့ရတဲ့အချက်လေးကိုဆက်နာပါမယ်ဇာတိဓမ္မောဝိจารယနာတိတောအဟံဃာရိယာတိဓမ္မောနာယတိဓမ္မောရှိတော်သူသည်အမိဖြစ်ပြသိဖြာနာရခြင်းဆိုတဲ့သဘာဝတရားကိုအနတ္တိတော့မကျော်လွန်နိုင်သေးဘူးဘလို့ပြောမှတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တချို့ပြောတယ်မလို့ပါလိုက်တာတခါမှသိလို့သိတာမတော်ရဘူးတဲ့ဟုတ်လားစိတ်ကိုရထားတာမရဘူးလေမာလို့ဒါတော့ဘယ်လိုမှမနောက်ဆုံးဇာတိကိုကျော်လွန်နိုင်ရလားနိုင်ဘူးဇာတိဖြာနာနေလို့ဆိုတဲ့မှာပြင်းပြင်းဆိုတဲ့သဘာဝတရားကိုနတ္တိတော်မလုံးကြောင်းနိုင်နေပြီအမိဖြစ်ဣတိဣသောကာတိနောဝနုကြောင့်ပဲဖြစ်ဖြစ်ပါပိစိတ်ဒေနာဝရှင်ယဟံပဲဖြစ်ဖြစ်အိဋ္ဌိယဝအမျိုးသမီးပဲဖြစ်ဖြစ်ပုရိသေနဝအမျိုးသားပဲဖြစ်ဖြစ်အဘိဓမ္မာဉာဏ်မြတ်အမြဲတမ်းနိုင်ငံနေမြင့်အမြဲတမ်းသစ္စေကိတဝဆင်ရင်စွန့်ပါတဲ့ပါလေဒီဟူ၍ဘဂဝါရှိခိုးတော်တဲ့ခင်ရှင်တော်မြတ်ဘုရားသည်အဝဇ္ဇကောင်းစွာမတွေ့ဟောကြားတော်မူခဲ့ပါ၏တည်းဇာတိဆိုတဲ့ယောဂဟာယုတ်ခန္ဓာရှိနေတဲ့ညနာခန္ဓာရှိနေတဲ့ညဇာတိဆိုတာရှိနေတယ်လို့ပြောတာဆရာကြီးသွားပြီးတော့ medical check up လုပ်တဲ့အခါဟောI am lost ထုတ်လိုက်တဲ့ဘာယောဂမှမရှိဘူးလို့ဖြေထုတ်သေတုံလည်းမရှိဘူးတဲ့စိတ်ကြောလည်းမရှိဘူးပြောလို့ပြောတော့တာဆိုတော့ရှိမှသိတာကနော်မြတ်စွာဘုရားကဟောတာကခန္ဓာ၅ပါးကိုယောဂလို့ခေါ်တာခန္ဓာရှိနေမှလည်းယောဂမရှိဘူးလို့ပြောတယ်မရဘူးမြတ်စွာဘုရားကယောဂမေရူပတောဥပါရောဒုက္ခတေသောဥပါရောရောဂရှိတိသနာမရဏတ္တသာတုဘာဒေသနာယံတို့ရူပတောယောဥပါရောခြင်းဖြစ်ပေါ်လာမှု၏အတ္တိရှိဧသောယုတ်တရားရဲ့ဖြစ်ပေါ်လာမှုဟာဒုက္ခတဒုက္ခရဲ့ဥပါရောဖြစ်ပေါ်လာခြင်းပဲတဲ့မျက်စိလေးရလာတာဒုက္ခရလာတာနားလေးရလာတာဒုက္ခရလာတာ
တခုစီလိုက်ကြည့်ခန္ဓာကိုယ်မှာဘာရတာကဒုက္ခရတာတနေ့ဒုက္ခပြင်းတဲ့အားရှိတယ်မျက်စိရလည်းချိန်လိုက်တာတော့စားလိုက်တာတော့မဟုတ်လားတော့ဒုက္ခပြင်းနေတာပဲနားကလည်းနားဆရာဝန်မျက်စိကလည်းမျက်စိဆရာဝန်ခေါင်းကလည်းခေါင်းပိုင်းဆရာဝန်လက်ကြောင်းလည်းလက်ကြောင်းဆရာဝန်ဟုတ်ကဲ့ဒုက္ခတွေရှိနေတာရှိပဲအထက်ကကလိတာတွေရောရှိတာပဲအဲ့ဒါကြောင့်မြတ်စွာဘုရားရတာဒါကဒုက္ခရတာရောဂဝန္ဆိုတဲ့ကြောင့်ချမ်းယောဂဝေဒနာတို့ရဲ့ဖြစ်ပြီးတည်ရှိလာခြင်းပဲဟုတ်တယ်ပေါ့မျက်စိရှိလို့မျက်စိယောဂနားရှိလို့နားယောဂနှာခေါင်းရှိလို့နှာခေါင်းယောဂဟောအခုမျက်စိမရှိမျက်စိယောဂဆိုမျက်စိထူးထူးလို့ပါဟုတ်လားဘောမျက်စိစေဥသောကြည့်ရတဲ့ဒုနိချာမျက်စိယောဂနဲ့နာသိဥပ္ပဒေနဲ့ဟောနာနှာခေါင်းလည်းကြောင်းအထူးထူးအားလည်းကုန်ရှိနော်အဲ့ဒါကြောင့်ယောဂဆိုတာကတရားလုံးစင်ပေါ်ဒီဘာယောဂမှမရှိဘူးဆိုပြီးတော့ပြောမနေနေနဲ့ရထားတာကယောဂကြီးရထားတာဟုတ်ကဲ့အဲ့ဒါကိုစဉ်းစားမယ်ဗျာတိတမမမယောဂဝေဒနာဖြစ်တဲ့ဘာဝမှာရှိနေတယ်အဲ့ဒီဗျာတိတမကိုမန္တမဲလေးစုလို့တွေးပါတဲ့အဲ့ဒီလိုတွေးလိုက်တဲ့အခါကျတော့ယေဝုတခုပါတဲ့တိုင်းလို့ဆိုအာရောချကရငါချမ်းပါတယ်လူတွေကချမ်းပါတယ်ဆိုရင်လုံနိုင်တယ်ကြိုင်နိုင်တယ်မာတယ်ဆိုလို့ရှိရင်ဘောင်းပြန်လုပ်ချက်တဲ့စိတ်တွေဝင်လာပြောနေတယ်ပါနေတယ်ဟုတ်ကဲ့အတွေ့ကအမှုတွေပဲအတွေ့အကြုံများတယ်အေးချမ်းပါလို့ဥစ္စာနဲ့တရားထုတ်တယ်ဆိုတဲ့ကရခိုင်တော့မဟုတ်ဘူးလူတွေထဲမှာလည်းသွားလို့ဆိုတဲ့အချိန်ချင်းတွေ့ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီလိုတွေ့တဲ့အတွေ့အလွန်နဲ့နော်ဒီနေရာလေးလုံးကိုအတွေ့တွေကပုံများနေဒါကြောင့်မို့အာရုံချမရဆိုတဲ့ကျမ်းမာတယ်ဆိုတဲ့ပုံမှာမန်ရစ်တတ်တယ်တဲ့ရသော်ကြအဲ့ဒီမန်ရစ်လာတဲ့ဘာဖြစ်လို့ဘုရားဆိုတော့ဟောကာယဒုစရမြတ်စွာဘုရားကအချင်းချင်းချုပ်ပြီးတော့ဟောလိုက်တာပါစိတ်နဲ့မဟုတ်တာလုပ်တတ်တယ်နှုတ်နဲ့မဟုတ်တာပြောတတ်တယ်ကိုယ်နဲ့လည်းမဟုတ်တာတွေလုပ်တတ်တယ်စိတ်နဲ့လည်းမဟုတ်တာတွေတွေးတတ်တယ်ဟုတ်တယ်အဲ့ဒါတွေလုပ်ပြီးဆိုလို့ရှိရင်ဒုစရိုက်တွေကျင့်သုံးနေပြီဆိုရင်ဘဝမှာညှဉ်းညူဖို့ပဲအဲ့ဒီအာရောဂမဒဆိုတဲ့ကျမ်းမာမှုပေါ်မှာမန္တနေတဲ့မမနာကိုဘာနဲ့ချိုးကြလို့လဲပြာတိနံမောမိပြာတိအတ္တိတော်ဆိုတဲ့စဉ်းစားမှုနဲ့ချိုးရမယ်အဲ့ဒါကိုစဉ်းစားလိုက်တဲ့အခါကျတော့အမှန်တွေးနေတဲ့ကြောင့်အမှန်မြင်လာအမှန်မြင်လာတော့သူ့ကိုချမ်းပါတယ်လို့ထင်အောင်မလားဒီချိန်ကြီးရောဂါရနိုင်တယ်ဆိုတော့ဒီဘောပေါက်ပါဟုတ်တယ်။နောက်ပိုင်းဒီလိုတော့လည်းမြတ်စွာဘုရားကရှင်းရှင်းလေးဟောတာယောဂီကိုဒီမသာယံပရိဟရလောဘုဇံရောချံပတိဇာနိယကိမိညတရပါလယတဲ့မြတ်စွာဘုရားကာတတိဥတတုမပိတတကံယောဇဉ်ပုဂ္ဂိုလ်ဤမံကာယဤကဲ့သို့ခန္ဓာကိုယ်ကြီးကိုပရိဝေဒရဆောင်ထားရသူဖြစ်ပါလေရဲ့ဘုရားဒီတခဏနီးညတော်တဲ့အာရောဂံကျမ်းမာရဲ့ဒီကောင်းပါလေဟူ၍ပရိသန္တိယဝခံညာဘာလို့မနိမန္တေကိုအញ្ញတရကျင်ထားပြီးကိအရေအကြောင်းရှိပါတော့အာမိရသော်များကဟောတာကြည့်ဟောဒီခန္ဓာကိုယ်ကြီးရတာပြီးကျမ်းမာတယ်လို့ပြောတာမိုင်းလို့ပြောတာအဲ့မသိလို့ပြောတာအမှန်မမြင်လို့ပြောတာဟုတ်လားညီတဲ့လူတွေကမြင်နေတာမဟုတ်ပဲတွေးချင်ဘူးလေတချို့ဆိုပြောလိုက်သေးတာပဲနော်ကိုယ်ခန္ဓာကိုယ်နေကောင်းတာလို့ပြောလို့ရှိရင်ဒီကတော့နေကောင်းပါလေမျက်လုံးကမကောင်းမျက်လုံးကလူလည်းမပါဘူးကျွတ်လူကတော့ကောင်းပါလေဒူကမကောင်းဒူကတော့လူလည်းမပါဘူးလေဒီအဲ့လိုခွဲပြီးတော့ကောင်းတာလေးနဲ့မကောင်းတာခွဲလိုက်ချင်နေတာနော်မကောင်းဘူးဆိုတော့အကုန်မကောင်းဘူးပေါ့ဗျာဒီကတော့ကောင်းပါလေနားလို့နေတာပဲမဲနားကလူလည်းမဟုတ်တော့ကြလူကတော့ကောင်းပါလေမျက်စိတွေပုံစံရှိတယ်ဟုတ်လူကတော့ကောင်းတယ်သွားတာမကောင်းဘူး
သွားကလူတွေပါလာကြအဲ့ဒါလို့ကောင်းပါလို့ရွေးပြီးတော့လူတွေကဖြေသိမ့်နေကြတယ်အဲ့ဒါလို့ဆိုရင်အမှန်မြင်ရမှကြောက်တယ်အမှန်မတွေးချင်ဘူးအဲ့ဒါကြောင့်ရဲတော်ကြားကအမှန်တွေးတယ်အမှန်မြင်တယ်အမှန်တွေးအမှန်မြင်မှခဏကအာရောဂမရဆမ်းပါလေဆိုရင်ပြောမျိုးမပြောတော့ဆမ်းပါလို့ပြောရင်ဂုဏ်ရှိတယ်လို့ထင်ပြီးပြောနေတာနော်အဲ့ဒါကိုပြောလို့မပြောတော့ဘူးတဲ့ကျဆရာကအာရောဂမရဆိုတာဖယ်ရှားပြနိုင်ပါလေဒါလည်းလို့အာရောဂမရဖယ်ရှားပြလိုက်တော့အဖြစ်မကောင်းဘူးဒုစရိုက်တွေကမလုပ်ဖြစ်တော့ဘူးဟောတာအင်မတန်အရေးပါတဲ့အကျိုးတစ်ခုဒါလည်းဆိုပြီးတော့သူကဆက်စပ်ရတယ်ငါတို့လေးနဲ့ဗျာဒိကမဆိုတဲ့ဖြားလာတဲ့သဘောရှိတာမဟုတ်ဘူးတလောကလုံးမှာရှိတဲ့လူတွေအားလုံးတရားတွေအားလုံးဟာလည်းဗျာဒိကမဘယ်သူမှဗျာဒိဆိုတဲ့သဘာဝတရားကိုကျော်သွားနိုင်ခြင်းမရှိဘူးလို့တလောကလုံးခြုံပြီးတော့ထပ်စဉ်းစားလိုက်တဲ့အခါကျတော့ insight knowledge ဆိုတဲ့ဝိပဿနာသိဉာဏ်ကြီးဝင်လာကြတာဒုက္ခသဘောတွေသိတာထင်တာကငဘဝဒုက္ခနဲ့ထင်ချမ်းသာတယ်လို့ထင်နေတယ်။အော်ဒါကြီးကတော့စဉ်းကျင်စဉ်းစားလိုက်တဲ့အခါဒုက္ခဆိုတာပြောပြမရှိပါလားဒုက္ခအစစ်ကြီးပါလားဆိုတာမြင်မလားဘူးလား။မြင်ပါဘူး။ဒီအဲ့ဒါဝိပဿနာဉာဏ်နဲ့ဒုက္ခသစ္စာဒုက္ခဆိုတဲ့လက္ခဏာတစ်ခုကိုမြင်တာခုနကအနိစ္စမြင်လာပြီအခုဒုက္ခမမြင်ဘူးလားအဲ့ဒါလိုဝိပဿနာဉာဏ်အမြင်ကိုတွန်းမြင့်ပြီးတော့ပြင်လိုက်တဲ့အခါကျတော့ဘာဖြစ်သွားဘာယောဇမောဘာယောဇင်ဆိုတဲ့အပေတာရိဟာဘာယောဇင်ဆိုတဲ့အပေတာရိဟာပင်ဉာဏ်တိပြုတ်ထွေပြီးသွားကြတယ်ဘုံအနုတရာပေါ်လာတဲ့အနုတ္တရာတရားတော်ဟာလည်းသမုပ္ပါဒံအကျဉ်းမဲ့တဲ့တော်ဒီဖြစ်သူကိစ္စဒီရောက်ကြလေကုန်ဤတိလိုတော်ရှုဖို့တဲ့ခင်ရှင်တော်မြတ်ဘုရားသည်ဩဇာကောင်းစွာမသိဟောကြားတော်မူခဲ့ပါသည်တည်းဟောတာလည်းစဉ်းစားရမယ့်ဘဝတွေးရမယ့်ဘဝအရေးတစ်ခုပဲတွေးလိုက်တဲ့နိဗ္ဗာန်လမ်းကြောင်းကိုရောက်သွားပြီကွာအဲနောက်တစ်ခုတွေးရမှာကတော့မရဏဓမ္မောနိမရဏနာတိတောအဟံဝါယိမရဏဓမ္မောသေခြင်းသဘောရှိပြီးအမိရှိမရဏသေခြင်းကိုနတ်တိတောကျော်သွားနိုင်ခြင်းမရှိသေးသည့်အမိဖြစ်ပါ၏ဤတိဤလိုအဋ္ဌိယမျိုးသမီးပဲဖြစ်ဖြစ်ပုရိသေနာဝမျိုးသားပဲဖြစ်ဖြစ်ကာတိနာဝအေယတိတောလူကိုမနေတဲ့လူကိုကြောင့်ပဲဖြစ်ဖြစ်ပါဠိတိနာဝသာသနာပေါ်မှာရောက်ရှိနေကြတဲ့ဉာဏ်တန်ခါပဲဖြစ်ဖြစ်အဘိဓမ္မာမြေမပြတ်တဲ့စိတ်ဓာတ်ဆင်းရဲဒုက္ခထိုက်ပါလေသည်ဤဘဂဝါရှိခိုးတော်လည်းခင်ရှင်တော်မြတ်ဘုရားသည်ဩဇာကောင်းစွာမတည်ဟောကြားတော်မူခဲ့ပါ၏တည်းနောက်တစ်ခုမြတ်စွာဘုရားကဆွေးခိုင်းတယ်ဒီငါမှသိခြင်းသဘောရှိတယ်သိခြင်းသဘောကိုငါမလုံးမြောက်နိုင်ပါလားလို့ဆိုတာတွေ့တချို့ကဒါမျိုးသိခြင်းကြောင့်လည်းအမှန်တကယ်မရှိနမမရှိမပြောတာနဲ့သိတာကိုအဲ့ဒါနမိတ်မရှိနမမရှိမင်္ဂလာမရှိဘူးတဲ့ဒါတော့မင်္ဂလာမရှိတာတွေ့ခိုင်းပါမလားဒီကျင့်တဲ့ဤတရားကစီးပွားများများအကျိုးဆောင်ပြီးပေါ်အောင်နဲ့စီးကြညာတဲ့ရှေးရှာတော်ကြီးတွေကနော်စဉ်းစားရမယ်လို့စဉ်းစားဟိုစိတ်ကြည်နေပြီးပါကြော်ပြောနေတည်ခဲ့ဆိုတဲ့ဆောင်းပုံလေးနဲ့နေသေးတာတချို့ပါနော်ဘုရားဒီဒီရဆင်ញင်စတာတချို့ကအသက်မေးလာတော့မကြောက်ဘူးတခါကြီးတက်တော့ရှိဆိုဘုရားမလိမ့်သားမှလည်းအသက်ကိုသိမင်းကြတော့ဆုံးအသက်ပြောရင်သိမင်းကကြားတော့သိမင်းကလည်း60 90 80ဆိုခေါ်ရလို့ဒီကိုဖြစ်နေထမရဲ့30 သိတာကြတော့ဘယ်လိုလုပ်ဟုတ်ကဲ့ကလေးကောင်းတာလေးတွေသိတာပဲအဲ့ဒါကိုသိမင်းကြတော့မှဆိုလို့အသက်မမေးပါနဲ့ဟောအသက်မေးတာမကြတဲ့လူကရှိသေးတယ်ဗျ
ဒါကြောင့်သင်ရင်းကြတော့မှဆိုသင်ရင်းမြင်မှုလားဆိုမြင်မှုဒါပေမဲ့သင်ရင်းကတရားတာသင်ရင်းဆိုတာအဲ့ဒါအားလုံးမြင်မှုကြလို့ရှိရင်မှန်တာထောင်ကြည့်တယ်သင်ရင်းဆိုတာတရားကလာမှပုတ်တယ်ခန္ဓာကသင်ရင်းကြားမှာလို့ပြောတဲ့လူကသင်ရင်းကြီးဖြစ်နေတယ်ဟုတ်တယ်ဟောကြားပြီးနေပြီးသူကကြားမှာကြောက်ခက်လိုက်တော့အဲ့လိုအဲ့ဒါဘာလို့ဆိုအမှန်မနေလို့အမှန်မမြင်တာပေါ့အမှန်မမြင်ရင်ဒီတိုင်းပဲကိုယ့်အကိုပုံပြီးမှာပဲချုံးဖို့ကြိုးစားနေကြတာလူတွေကအမှန်ကိုမြင်မှသိကြဗမာတွေရဲ့ဘုရားဘာသာဖြစ်တဲ့နိုင်ငံသားလူတွေနဲ့ကွာခြားတဲ့တစ်ခုရှိတယ်ဗမာတွေမှာဆရာဝန်စီသွားပြီးဘယ်ကချက်ကလုပ်တဲ့အခါကျတော့လူမမာကိုအတိမပေးဘူးယောဂအကြောင်းစိတ်နဲ့ကြတော့မှဆိုနိုင်ငံသားတွေအဲ့လိုလုပ်အောင်လူမမာကိုပြောရအေးနင်းမှာသင်္ခါယောဂဖြစ်နေပြီဘယ်နည်းပဲခံတော့တယ်လူမမာသိရတယ်ဗမာပြည်လာတော့ဖုံးရတာဟုတ်ဆရာဝန်ကြီးဆင်းတော်တဲ့ပြောက်ပါတဲ့ခဏလေးလိမ့်တာလိမ့်တာကြီးတဲ့ဘာမှကျိုးရှိတကယ်တော့သိပြီဆိုလို့ရှိရင်ဟုတ်လားတရားနှလုံးသွင်းလို့ပြင်းပြင်းစင်စင်နေမသိတဲ့လူရှိတာမှမဟုတ်ပဲဟုတ်အဲ့တော့အမှန်တရားမှာကြောက်တဲ့သဘောရှိမသိခြင်းကျိုးရဆရာကဘာရောတာလို့ပြောလိုက်မှသိကြောက်တယ်သိကြောက်တယ်ဘာရောတာလို့ပြောလိုက်မှအဲ့တော့မကြောက်တဲ့တရားလို့စင်မှာယောဂရှိတယ်ဆိုလည်းမကြောက်တဲ့ယောဂမရှိဘူးဆိုလည်းပြောမနေနဲ့ယောဂရှိတဲ့လူကသိကြမှသိတယ်အရင်မသိကြမှသိတယ်ယောဂမရှိတဲ့လူကအရင်သိချင်သိတော့တာနော်တူတူပဲကလားမှတရားလို့စင်မှာအဲ့ဒါယောဂမရှိပါဘူးဆိုတဲ့လူနဲ့ယောဂရှိပါလေဆိုတဲ့လူကအတူတူပဲသိတဲ့လူရှိတယ်မသိတဲ့လူရှိရတယ်ရှိဘူးအဲ့တော့သူ့ဘူးလေးအားထုတ်လို့ဘာမှမဖြစ်ယောဂမှနေရင်တက်တက်တာတာပြေဖို့ကြိုးစားတော့သိတာတော့သိပါပဲလေမြတ်စွာဘုရားတရားတော်ကအသေးရေးတဲ့စေကိုပေးတာဗျာမတရားမတတ်နိုင်ဘူးဘုရားသခင်ကိုယ်တော်တော်ပြိဋိဘံသာနေတာဖြစ်လာရင်ကတော့ဇာတိလာရင်သရမရဏမှာဆုံးတာပါပဲရှားပဲမဖြစ်မှပဲမသိပါပဲဖြစ်ရင်ကတော့သိပါအေးဒါကြောင့်ဘုရားဗရဏဓမ္မောဆိုတာဆင်ញင်စဉ်းစားရမယ်အဲ့လိုဆင်ញင်စဉ်းစားလိုက်လို့ချင်းဘာလို့ရှိတော့ဆိုရင်ဇီဝိကမရအသက်ရှင်နေတော့အသက်ရှင်တယ်ဆိုတဲ့ပုံမှာလူတွေကမှန်ညစ်နေသေးတယ်လူကဘာမသိဘူးငါမသိဘူးသူတို့ကသိကြတယ်ငါမသိဘူးဟိုဒီကိုင်းပြောပြောတယ်သူတေငါဖို့ငါဖို့သူတေပဲကိုယ်တေတာမပါဘူးသူတေရင်ငါဖို့လေငါဖို့လို့သူတေတယ်ကဲအဲ့ဒါလို့ပြောရတော့အတိကမတည်ဘူးအပုဒ်ကမတည်ဘူးဘယ်တည်းနေဒီနေ့ကျသွားတာဟုတ်ကဲ့အဲ့လိုသိဉာဏ်စဉ်းစားတဲ့ဖို့မတားမှအရေးကြီးပါလေအမှန်တရားမှမကြောက်နဲ့အမှန်တွေအမှန်မြင်အောင်ကြိုးစားမြတ်စွာဘုရားကသမာဓိဋ္ဌိဆိုတာအမှန်မြင်မှုပြောတယ်နော်ဒါအမှန်တိုင်းမြင်တယ်အဲ့လိုမှန်တယ်မြင်တဲ့အခါကျတော့ဇီဝိတမတ္တဆိုတဲ့ဒီအသက်ပေါ်မှာတွေ့တာပြီးမှန်ရစ်နေတာတွေပျောက်သွားတယ်ပျောက်သွားတော့ဇီဝိတမတ္တရှိနေရင်ဒါဖြစ်နိုင်လို့ဆိုအကုသိုလ်လုပ်ပြီးလုံးမိတယ်ပေါ့လုပ်ပြီးရင်ဘဝမှာနှိမ့်ညွတ်သွားနိုင်တယ်ဒါကဓမ္မရရှိလာတဲ့အကျိုးပဲဇီဝိတပရကိုဖယ်ရှားပြနိုင်တဲ့အကုသိုလ်တွေကိုဖြစ်ပေါ်စေတတ်တဲ့ဇီဝိတပရကိုဖယ်ရှားနိုင်တယ်ဒါကအခြေခံအကျိုးတရားတစ်ခုဆက်ပြီးတော့စဉ်းစားလိုက်လို့ချင်းအေးလောကကြီးမှာငါတရားပဲသိတာမဟုတ်ဘူးဟုတ်ကဲ့လားငါတရားပဲသိတာမဟုတ်ဘူးလောကကြီးမှာရှိရှိတဲ့များပုဂ္ဂိုလ်ရတဲ့တ attva တွေအားလုံးဟာသိမျိုးကြည့်ပဲအားလုံးသိကြမှာပဲလို့ဆင်ញင်စဉ်းစားလိုက်တဲ့အခါကျတော့မမြဲတဲ့သဘာဝဆိုတဲ့အနိစ္စလက္ခဏာပေါ်လာတယ်။ပေါ်လာလို့ရှိရင်ဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားပြီ။အဲဒီဝိပဿနာရဲ့အတိညာအရှိန်ကိုမြင်လိုက်တဲ့အခါခုနပြောသလိုနာယောသနာနာယောစဉ်အတေတံမနောတွေဟာလည်းပညာတိပြုတ်ထွက်ရသွားကြတယ်။အနုတရာနုတ
ရတတရားနဲ့သမုဒ္ဒနာအကျမဲ့ပချာဒီဖြစ်တော့ကိစ္စံဒီရောက်ကြလေးကိုမြည်ပြီးဘဂဝါရှင်ဘုံတော်နဲ့ခင်ရှင်တော်မြတ်ဖရာသည်ဩဇာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းဒါလည်းသာဝရတွေ့ရတဲ့ဘဝအရေးတစ်ခုပဲတကယ်အစ်စ်ကိုကြီးကိုလည်းအစ်စ်တစ်တိုင်းတွေ့လိုက်တော့ရရှိတဲ့အကျိုးတွေကလည်းအမှန်တမ်းများနော်အခြေခံအကုသိုလ်ပြုလုပ်ပြီးဖို့ရမရှိတော့မရှိရုံနဲ့မကဘူးဝိပဿနာလမ်းကြောင်းပေါ်တက်ပြီးတော့ခိရိတာအာသောတရားစနစ်ပြုတ်လို့အမှုတရားကြီးဖယ်ရှားနိုင်ပြီးတကယ်ကိုဘဝတန်တော်လုံးရောက်တဲ့လမ်းကြောင်းကြီးကိုရောက်သွားနိုင်တယ်ဟောဒီအတွေ့တွေကနော်ကဲနောက်တစ်ခုတွေ့ရမှာပါတော့လေဒါကိုယ်ကိုလည်းတွေးပြီးပူရနာတယ်သိတယ်ဆိုတာတွေးပြီးနောက်တစ်ခုတွေးရအောင်ပါတချို့ကမိသားစုသားတွေသမီးတွေနဲ့ပြောပါတော့အောင်ချစ်ခင်နေတဲ့ပုဂ္ဂိုလ်တွေနဲ့ထာဝရနေရမယ်လို့ထင်နေအဲ့ဒီအချိန်ကလည်းနှိမ့်ဆက်တဲ့ပဲအကြောင်းကိုတွေးခိုင်းနေကြဆိုဗျာသာရိနေတိယိမနာပါဝနာနာရောတိသာရိနေတိယိမနာပေဟိနာနာရောဝိနာဘာဝတိဘီချေကုံမောမနာပေဟိစိတ်နှလုံးကိုပြုပေါ်စေတတ်ကုန်သောသာရိအလုံးစုံသောတတ္တဝါသင်္ခါရတို့နှင့်တိယမနာပါဆိုတာလူတတ္တဝါလူတွေကတော့ကိုယ်ကိုယ်ရတဲ့တိရစ္ဆာန်တွေပါလေခွေးချစ်တဲ့လူတော့ခွေးတည်ကိုရလေနော်ကြောင်ချစ်တဲ့လူလည်းကြောင်တည်ကိုရလေအဲ့ဒါတွေကတိယမနာပါကိုချစ်တဲ့လူကိုချစ်တဲ့ခွေးကိုချစ်တဲ့တတ္တဝါနောက်သင်္ခါရဆိုကိုချစ်တဲ့ကိုသုံးနေတဲ့အသုံးဆောင်ပစ္စည်းတွေကိုယ့်ရဲ့လက်ဝတ်တန်းစာလေးကိုအိတ်တဲ့အိယာလေးကအစဟုတ်တယ်အဲ့ဒါကိုအားလုံးဒါရီမိပိယေဟိမနာတိနာနာဘာဝဝိနာဘာဝဘဝိတာမိဒါရီကျမေဥဒ္ဓမောသောမနာပိဟိချစ်အပ်မြတ်လောအဘောမနာတိဟိစေနှလုံးကိုဒုဝါစေတတ်တဲ့တတ္တဝါသင်္ခါရလူချင်းပင်ငါရဲ့နာနာဘာဝရှင်ဝဲဝဲရခြင်းဒီဝိနာဘောသင်္ခွဲဝဲရခြင်းဒီဘဝိတာမိဖြစ်ကိုဖြစ်ရလိမ့်မည်တနေ့ကျတော့ခွဲသွားမှဆိုသိကြတော့ပါပဲနကကလေးကဝိုင်းနိုင်တဲ့ပါသွားရင်လည်းခွဲသွားတာပဲမထူးလို့ပိုက်တာအိတ်ကလေးပျောက်သွားတယ်ဝိုင်းနိုင်တဲ့ပါသွားရင်ခွဲသွားတာပဲဟုတ်တယ်အိတ်ရှိတဲ့ပစ္စည်းတွေကိုခံရတာခွဲသွားတာပဲကိုယ်စီကထို့သူရဲ့သက်တော်လေးတွေကလည်းကိုချစ်ခင်မြတ်တဲ့ပုဂ္ဂိုလ်ကိုယ်ကခွဲတာရှိတယ်သူကခွဲတာရှိတယ်တဏှိကြလို့ရှိရင်နာနာဘာဝဝိနာဘာဝတရားနဲ့တရား separate ဖြစ်သွားဒါကိုပြောနော်အဲ့ဒီလိုဖြစ်တာကတေချာပေါက်ပဲအဲ့ဒါကိုလည်းပြုတင်ပြီးတော့တွေးထားတာလုံးစင်တွေးထားတာဒီတွေးပါအဲ့ဒါဒီအတွင်းနဲ့ဘာလို့ပြုခိုင်းတာတော့ဗျာစိတ်ညစ်စရာဒီရှင်ပြဘာလို့ပြုခိုင်းတာတော့ဆိုရသော်ဗျာလူတွေကအဲ့လိုချစ်ခင်မြတ်လို့တဲ့အရာချစ်ခင်မြတ်လို့တဲ့ပစ္စည်းဝတ္ထုချစ်ခင်မြတ်လို့တဲ့သတ္တဝါတွေပေါ်မှာအတွေ့အကြုံကအလွန်အားကြီးတာအဲ့ဒီအားကြီးတဲ့အတွေ့အကြုံကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေလုပ်မိတတ်တယ်ဟုတ်တယ်ပေါ့သူမွေးထားတဲ့ခွေးလေးတရားတော်ကရိုင်းရံဖြစ်ကြတဲ့စိတ်ဆိုးကြဟုတ်တယ်ကြောင်လေးရရမလားလို့စိတ်ဆိုးကြရံဖြစ်ကြဒီလိုပေါ့သူပစ္စည်းသူတောင်းတဲ့ဗံတော့ယူပြီးတော့စားရမလားသူတောင်းတဲ့ရေခဲနဲ့တောက်ရမလားဆိုစိတ်ဆိုးကြရံဖြစ်ကြမဖြစ်ဘူးအေးအဲ့ဒါမျိုးလေးချက်တာပြဿနာတွေတက်ခေါင်းတော်ကိုခွဲရမယ်ဆိုတော့တွေးထားလို့ရှိရင်ပကံလေးခွဲသွားတယ်ကြတာဖြစ်ဘာလေးပြသွားလဲကြတာဖြစ်ဟုတ်လားဒါခွဲနေတာလို့ခွဲသွားပြီးတော့ပဲတွေ့လိုက်တယ်ဒီတော့ဒီလိုရောက်သွားတဲ့ကြတာဖြစ်ဘူးလေခွဲနေတာလို့ခွဲသွားတယ်ဆိုတာသိဘောပေါက်တာအဲ့ဒါလိုစဉ်းစားထားလို့ရှိရင်ခေါင်းကတမ္မာဘာဝဆိုတဲ့အတေအတာကိုလျှော့ချနိုင်ပါတယ်တဲ့အနုမလျှော့နိုင်ဘူး
တလုံးနေရမယ်လို့ထင်နေတာမလျှော့နိုင်ဘူးသူကပြီးတော့မှဒါတေဟင်းကြီးနဲ့အိချပြီးကိုပြီးလိုက်ကြတာဟုတ်ကဲ့ပြီးတော့လည်းညီငယ်ကြီးနေတာပါပဲသူတွေကအမှတ်တိတ်မရှိပါဘူးမို့လို့ငိုပြီးတော့ပြည့်ရည်ဆုံးပြီးပြုံးလိုက်ကြတယ်နော်ဒါတို့လည်းဆိုတော့မိကျင်အမှန်တည်းမတွေးချင်ဘူးအမှန်တည်းမမြင်ချင်ဘူးအပေါ်ယံလေးပဲချီးချင်တယ်အပေါ်ယံလေးပဲတွေးချင်တယ်ဒါကြောင့်အမှန်မတွေးလို့အမှန်မမြင်ရဘူးပေါ့မြတ်စွာဘုရားကဒါတွေးပါတဲ့တွေးလို့ရှိရင်ခုနကအတွေ့အတာတွေလျှော့ချနိုင်တယ်အတွေ့အတာလျှော့လိုက်ပြီဆိုလို့ရှိရင်စိတ်အေးမသွားဘူးဒါတွေပါဘူးငါတို့ရဲ့တာလောကကြီးမှာရှိခင်ပြန်တော့တဲ့အရာတွေနဲ့ခွဲခွာရမှာမဟုတ်ဘူးဒီလောကလုံးမှာရှိကြတဲ့ပုဂ္ဂိုလ်တွေတ attva တွေအားလုံးမှာသူတို့ရှိခင်တဲ့အရာတွေနဲ့အားလုံးခွဲခြားမှာကြီးပဲဆိုတဲ့အတွေ့အလေးကိုဆက်တွေ့လိုက်ပါအောင်လေအဲ့ဒါကိုဆက်တွေ့လိုက်တဲ့အခါမမြဲတဲ့လောကရဲ့သဘာဝကြီးမစိုးပိုင်တဲ့အနတ္တသဘောကိုပေါ်လာဘူးလားပေါ်လာရင်ဝိပဿနာလမ်းကြောင်းပေါ်တဲ့ထိုဝိပဿနာလမ်းကြောင်းကိုအစစ်ညှက်လိုက်တဲ့အခါကျတော့ကာယောဇဉ်ဆိုတဲ့အတွေ့အကြုံပြုတ်ထွက်သွားဘူးလားအနုတ္တိယတတ်တဲ့ဟာလည်းနောက်ထပ်မလာနိုင်အောင်လုံးဝပဲနှုတ်ချင်းခံရရတယ်ဟောဒီအတွေ့ရဲ့အကျိုးကျေးဇူးမှာတော့နော်ဘဝရုံးနဲ့ပတ်သက်ပြီးဒါကိုလူမျိုးကိုမြတ်စွာဘုရားနောက်ဆုံးတွေ့ရမယ့်အချက်ကလေးကဘာလို့လဲကမ္မသောမိကမ္မတာတောကမ္မယောနိကမ္မဗန္ဓုကမ္မပဋိတရဏောယံဇမံဒုဓမ္မိကရိယာနာဝဘာဝနာဝတသံဓမ္မတတာရောဝိကာမိအလေးနဲ့စဉ်းစားဟောတာလေးကတွေးကြလေးတစ်ခုပြန်သေးတယ်တဲ့မြတ်စွာဘုရားကနော်ကမ္မသောမိကမ္မတာယတောအဟံမာရိကမ္မတေကောကမ္မလေးကိုယ်ပဲဥစ္စာရှိသည်ကိုယ်နဲ့ဆိုင်တဲ့အရာဆိုလို့လိုက်ရှိကံပဲရှိတယ်ဒါဆိုကိုယ်ဆိုင်တာကံပဲရှိတယ်ကမ္မရာတို့ကံပြီးတဲ့အမွေကိုသာရရှိတယ်ငါဟာကံပြီးတဲ့အမွေကိုခံရမှာဖြစ်တယ်လူရည်ရဲ့အမွေတော့ခံရတာနော်ဘုရားကျမ်းလာတဲ့အမွေအဖွားတော်လို့ဆိုရင်ဒီရဝိုင်းတယ်ဘာလို့အမွေရတယ်အမွေရတယ်တချို့အဖွားတွေအလုပ်ခါလာရှိတယ်ပြောတယ်ပြောဘူးလားဒီကြီးလုံးကိုအပွားနေပြီးရွှေတုတ်ထားပြီးတော့ဟောငါ့ကိုကြည့်ကြည့်တဲ့လူဟောဒီရွှေလုံးကပေးမှာလို့ပြောရွှေတုံးပဲပြီးတော့ပြုကြည့်ကြသိသွားတဲ့အခါကြည့်တော့ကြီးလုံးကြီးဖြစ်ဟုတ်ကဲ့ပြောရတဲ့အခါတခြားကြောင့်အဲ့တော့လောကကြီးကစဉ်းစားပြီးတော့ကြည့်တကယ်ကလူတွေရတာကံပြီးတဲ့အမွေပဲရမှာပဲကမ္မတရားရောကံပြီးတဲ့အမွေကိုသာခံရတယ်ဟုတ်တယ်ပေါ့ဒီဘဝမှာတတ်တယ်လို့ရှိရင်မတတ်တယ်လို့ရှိရင်မတတ်တယ်ဆိုတော့ဘယ်ရကြလဲအမေကပြီးတာမဟုတ်ဘူးတချို့အမေကအယူဆုံးပဲလို့တတ်တယ်လို့ရှိရင်အဖေကအယူဆုံးပဲတတ်တယ်လို့ရှိရင်ဟုတ်တယ်အမေကြီးယူဆုံးကြီးရတယ်ဒီအချောနာလေးဝေးခါအများကြီးသူကကာမပေးလိုက်တဲ့အမွေဒုက္ခနာတာလေအမေကညမကောင်းဘူးလို့သားရညာတက်နေတာရှိတယ်ဟောတို့အမေပေးရတဲ့ပညာတတ်တို့သားသမီးတဲ့နတ်တပိန်တို့ဖြစ်နေတာလည်းရှိတယ်အဲ့တော့အမေပေးရသိတာမဟုတ်ဘူးကံပေးတာကမ္မတော်တို့ကံပြီးတဲ့အမွေကိုယ်ခံရသည်ကမ္မယောနိကံဒီဟုသောအကြောင်းရှိသည်ကမ္မဗန္ဓုကမ္မလုံးဆွေမျိုးအစစ်ရှိသည်တဏှာတွေကဆွေမျိုးအစစ်ပေါ့ဘုဒ္ဓဝါမှာတကယ်ကိုကိုယ်ပေါ်မှာသစ္စာရှိဘုဒ္ဓတော်တို့အမျိုးတော်တာမျိုးမဟုတ်ပဲရွှေရှိလို့အမျိုးတော်တာမဟုတ်ဘူး။တာမအမျိုးတွေကရွှေရှိမှအမျိုးတော်တာဟုတ်ကဲ့ကံကြတော့ရွှေရှိမရှိသူကတော့အမျိုးတော်နေမှာပဲမကောင်းတာလုပ်ထားရင်တော့အဲဒီကောင်းတဲ့ကံကအမျိုးတော်နေမှာပဲကောင်းတာလုပ်ထားရင်ကောင်းတဲ့ကုသိုလ်ကံကအမျိုးတော်နေမှာပဲကမ္မယောဂကံသာဆွေမျိုးရှိသည့်အမိဖြစ်တယ်ငါကံပြီးတဲ့အမှုခံရမှာပဲကံနဲ့လည်းငါသက်ဆိုင်တယ်ငါပိုင်တာကံပဲရှိတယ်လို့တွေးပါတဲ့
ယံတောလေသမိကရိယနာဝဘောကဝတတကမတ္တရောဝိတာနိကရိယနာဝကောင်းတဲ့ကုသိုလ်ကံပဲဖြစ်ဖြစ်ပါမနာမကောင်းတဲ့အကုသိုလ်ကံပဲဖြစ်ဖြစ်ယံတောလေသင်္ကမဂရိတာမိငါပြုမိသည်ဖြစ်အတတကမတ္တထိုကောင်းမကောင်းအကုသိုလ်ကံကုသိုလ်ကံရဲ့ဒါယာတော်ပေးတဲ့အမှုခံရသောဒုတိဝိတာမိဖြစ်ပေလိမ့်မည်တဲ့ဟောဒါကိုစဉ်းစားပါတဲ့အမြင်မပြတ်ဆိုလိုတာကတော့ရှင်းရှင်းလေးမလုပ်တာမာယာမှာဆိုတာကိုတော့အမြဲတမ်းမှတ်ထားပါအဲ့ဒီအတွေ့အကြုံတွေပါတဲ့ဒါနဲ့အဲ့ဒီအတွေ့အကြုံတော့ဘာတွေးရှိတော့ဆိုတော့မဟုတ်တာလုံးပြီးထားပြီးဆိုတော့မရှိနိုင်ဘူးလားရှိတယ်နှုတ်စိတ်ထဲကမဟုတ်တာတွေတွေးတယ်နှုတ်ကနေမဟုတ်တာတွေမမှန်တာတွေပြောတယ်ကိုယ်ဒီလည်းမဟုတ်တာတွေလောက်ထားတာတွေရှိတယ်အဲ့ဒီမဟုတ်တဲ့အကုသိုလ်အမှုတွေကဘယ်သူခံရမှာတော့ကိုယ်ပဲခံရမှာကိုယ်ပဲခံရမှာဆိုတာတွေးထားတဲ့ပုဂ္ဂိုလ်တယောက်ဟာမခံနိုင်ဘူးပေါ့ဗျာလူဆိုတာကောင်းကျိုးချမ်းသာတာရတယ်လားမကောင်းတာမရတယ်ဘူးလေအဲ့တော့ကောင်းတာရရင်ငါကောင်းတာလုံးဝဖြစ်မယ်ဆိုတဲ့အကျွေးမဝင်ဘူးလားအဲ့ဒီအကျွေးဝင်လာတာနဲ့ပဲလူကောင်းမဖြစ်ဘူးလားဒီအကျွေးတွေကလူကောင်းဖြစ်တာနော်ကောင်းတဲ့ကံလေးမကောင်းတဲ့ကံလေးဖြစ်ငါတို့ကငါခံရမယ်မဆံရမယ်ဆိုတာကိုတွေးထားတဲ့ပုဂ္ဂိုလ်တယောက်ဟာမကောင်းတာကိုပယ်ခံပြီးတော့ကောင်းတာကိုလည်းချမ်းသာပြီးတော့လှုပ်ဆောင်မယ်ဆိုတဲ့အကျိုးတရားကိုရနိုင်ပါလေဒါရမလားအေးမာတေဝေဒကမ္မတဘောကံကိုယ်ပိုင်ဥစ္စာရှိတာမဟုတ်ဘူးတလောကမှာရှိတဲ့တတ္တဝါတွေမတ္တရားလည်းပဲကိုယ်ကံနဲ့ကိုယ်သွားနေကြတာရှိတယ်ဆိုပြီးတော့တလောကလုံးကိုခြုံပြီးတော့ကြီးလိုက်တဲ့အခါကျတော့လောကရဲ့သဘာဝကြီးတစ်ခုကိုမတွေ့မြင်နိုင်ဘူးလားအေးအဲ့ဒီလောကရဲ့သဘာဝကြီးတစ်ခုကကံစီမံရာသွားပြရတယ်ဆိုတဲ့သဘာဝတရားကြီးတစ်ခုအကြောင်းတရားကိုရှာဖွေတွေ့လိုက်တဲ့အခါဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားဘူးဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားတယ်ဆိုလို့ရှိရင်ဒီဝိပဿနာလမ်းကြောင်းကိုအစဉ်မြင်လိုက်တဲ့အခါမှာလက်စိတ်တွေကိုယ်စိတ်တွေအစစ်တွေရောက်သွားလာလို့ရှိရင်အနုတ္တရာကာယောဒနာအတ္တကာယောဒမမရရပရိယတိပြောင်းပြီးသွားကြပေလေသည်အနုတ္တရာလူရဲ့တရားလည်းပဲသမုဒ္ဒါအကျဉ်းမဲ့တို့အသည်ဖြစ်သောကိစ္စတွေရောက်ကြလေကုန်ဣတိယောမှာရှိဖို့တော်တဲ့ခင်ရှင်တော်မြတ်ဗျာသည်အဝေါဇာကောင်းစွာမပေဟောကြားတော်မူခဲ့ပါ၏တည်းရသော်ဘုရားကထာဝရကျိုးရမယ့်ဘဝအရေးဆိုတာအမှားဒီအချက်၅မျိုးကိုဟောထားတာပါအဲ့ဒီအချက်၅မျိုးကိုအများကြီးဆင်ခြင်သုံးသပ်ခြင်းဖြင့်ရရှိလာတဲ့အကျိုးကတော့အမခံပါပဲအခြေခံအားဖြင့်လူတော်လူကောင်းဖြစ်ပြီးတော့အကုသိုလ်ကရှောင်နိုင်တယ်ဟုတ်ကဲ့အနေနဲ့အကုသိုလ်ရှောင်နိုင်တယ်ဝိပဿနာလမ်းကြောင်းပေါ်မရောက်တော့အကုသိုလ်ရှောင်နိုင်တယ်ဝိပဿနာလမ်းကြောင်းရောက်လို့အစိမ့်မြင့်ပြီးတော့တိုးတက်ပွားများအထုလိုက်မယ်ဆိုလို့ရှိရင်လက်စိတ်ဖို့စိတ်တွေပေါ်လာပြီးတော့ပန်းတဲ့အာလုံးပြတ်ထွက်သွားအနုတ္တရတဲ့အာလုံးဖယ်ရှားပြလိုက်နိုင်လို့ဘဝဆိုတဲ့လမ်းမတရားနောက်တစ်ခုရှိတော့နိဗ္ဗာန်ဆိုတဲ့ထာဝရအငြိမ့်သက်စီကိုရောက်ရှိသွားနိုင်တယ်တဲ့။ဒါကြောင့်ဘဝထာဝရတွေးရမယ်ဘဝအရေးတဲ့ဘုရားမြတ်စွာကအဘိဓါသစ္စာခိတ္တကသုံးချမှာဟောကြားထားတာဖြစ်ပါတယ်။ဒါကြောင့်တရားချင်းချင်းတို့ရဲ့ပြိဿတို့ဒီမြတ်စွာဘုရားကတွေးတောဆင်ခြင်ရမယ်လို့ညွှန်ကြားထားတဲ့အတိုင်းနေစဉ်နဲ့အမျှဒီလိုရရှိလာတဲ့အချိန်ကောင်းလေးမှာတပူလည်းပြင်ဆင်ခြင်စဉ်းစားလို့ငါကိုရအောင်မယ်ကိုရင်သဘောတရားကိုငါမလုံးရောက်နိုင်သေးပါလားတွေ့မယ်ဒါခြင်းသဘောရှိတယ်ဒါခြင်းသဘောကိုမလုံးရောက်နိုင်သေးပါလားသိခြင်းသဘောရှိတယ်သိခြင်းသဘောကိုမလုံးရောက်နိုင်သေးပါလားရှိလို့မဲ့ပြည့်တဲ့ဒါတော့ငါခွဲသွားရမှာပါလားဘာလို့ကံငါခံရမှာပါလားငါဆံရမှာပါလားဆိုရင်ဘဝအရေးကြီးတဲ့ဒီအတွေ့အလေးတွေတွေ့ပြီးတော့အတွေ့အမှန်ဖြင့်အမြင်မှန်ကိုကိုယ်စီကိုယ်ကရ
ရှိနိုင်ကြပါစေဤတွင်ပဲသာဝရတွေ့ရမယ့်ဘဝအရေးဆိုတဲ့တရားပြည့်စုံပါပြီမေတ္တာဘာဝနာပွားပြီးတော့တရားဝဲသိအောင်အားလုံးလိုက်ဆိုတတဝါများစွာသေရန်ပွားသံသာကြပါစေတတဝါများစွာသေရန်ပွားသံသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြပါစေဓမ္မန္တရံဝိတဝါဒဝိသာသပိတမုဟတံအာသရဝရာတိတိဘာဝနိဗ္ဗာနံယန္တုသာရောဓမ္မပဒလောကသောတာမောဟစိတ်တုတ်ပြည့်ပြောက်ကြည်တရားစီကိုမြို့တော်ဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသကယေကုသံရတောပိလေတာအစိတ်အတောက်ဘုရားရသည်သဘုရဏမြင်ကြမဲ့တွင်ရေမတင်မကဲလို့ကင်းစင်မကြောက်မရအောင်သင်ကြောက်အပ်တော်၏ဟောတုစက်တဲ့မတူဖြစ်ကြပါစေကုန်သတည်းအာသရမရအိုခြင်းနဲ့ပွာနာခြင်းနဲ့ကင်းသိခြင်းနဲ့ရှင်းတော်ဒီဒီဝိလိတာကိုခံသိခြင်းရာအစစ်ဖြစ်ပေထတော်နိဗ္ဗာန်တေသယုခောအေပြမောတို့သာရောတရားချုပ်ခြင်းစိတ်ကောင်းဝိညာဉ်တော်နဲ့များသည်ဉာဏ်တို့ပါရမီအစစ်နဲ့မြင့်တယ်မြင်၍မလင်းပုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း